မလေးရှားနိုင်ငံလူဝင်မှုကြီးကြပ်ရေးဌာနရဲ့ရွှေ့ပြောင်းအလုပ်သမားများနေရပြန်ပို့ရေး PRM 2.0 အစီအစဉ်ကနေတရားမဝင်ရွှေ့ပြောင်းနေထိုင်သူထောက်ထားမဲ့နိုင်ငံသားတွေကို2025ခုနှစ်မေလ19ရက်ကနေ2026ဖေဖော်ဝါရီလ23ရက်နေ့ထိတရားမဝင်ရွှေ့ပြောင်းအလုပ်သမားနိုင်ငံသား3,990,000 ခန့်ကိုနေရပြန်ပို့ခဲ့ရနေမလေးရှားရင်းက88 သန်းခန့်အခွန်ရရှိခဲ့တယ်လို့သိရပါတယ်။ထောက်ထားမဲ့ရွှေ့ပြောင်းအလုပ်သမားများနဲ့ဖမ်းဆီးခံရသူများနေရပြန်လို့လျင်ဘယ်သူဘဝဖြစ်ကြောင်းကိုသက်သေခံလက်မှတ် CI ပြုလုပ်ရပြီးမလေးရှားမှာအခွန်ငွေဆောင်ရတာဖြစ်ပါတယ်။နေရပြန်ပို့ခဲ့တဲ့တရားမဝင်ရွှေ့ပြောင်းအလုပ်သမား3,990,000 ကနေမလေးရှားရင်းက88 သန်းကျော်အခွန်အခရရှိနေတယ်လို့လူဝင်မှုကြီးကြပ်ရေးဌာနကညွှန်ကြားရေးမှူးချုပ်ဒါတိုဇာဂါရီယာကပြောကြားပါတယ်။တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများကိုတရားစွဲထောင်ဒဏ်ချမှတ်ခြင်းမရှိဘဲဒဏ်ကြေးငွေဆောင်ခိုင်းပြီးနေရပြန်ပို့ရေးနဲ့လူငင်းခွင့်စီစဉ်တစ်ခုကိုမလေးရှားအစိုးရကစီစဉ်ပေးခဲ့တာဖြစ်ပါတယ်။စီစဉ်ကို2026ဧပြီလ30ရက်နေ့ထိဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပြီးနောက်ထပ်ဆက်လုပ်ရန်သင့်မသင့်ကိုအစိုးရအဖွဲ့တွင်မှဆွေးနွေးနေတယ်လို့ဇာဂါရီယာကဆက်လက်ပြောကြားပါတယ်။ဖမ်းဆီးခံရတဲ့ရွှေ့ပြောင်းအလုပ်သမားတွေဟာ CI အတွက်အခွန်ပေးဆောင်ရသလိုပြည်ထံပေါ်အခြေခံပြီးတော့လဲဒဏ်ကြေးငွေပေးဆောင်ရပြီးမိမိနိုင်ငံကိုပြန်ရမယ့်လေယာဉ်စရိတ်စီကိုလည်းမိမိကိုယ်တိုင်ကြက်ခံရတာဖြစ်ပါတယ်။နေရပြန်ပို့ရေး PRM 2.0 အစီအစဉ်ကိုမလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနကတမျိုးတည်းမှာကျင်းပနေတာမဟုတ်ဘဲမလေးရှားနိုင်ငံတဝန်းလူဝင်မှုကြီးကြပ်ရေးဌာနအားလုံးမှာဆောင်ရွက်နေတယ်လို့သိရှိရပါတယ်။ Burma Voice Media ပါ